အရသာရှိရှိနဲ့မှုလေးကြော်စားပြတဲ့ပဲကြဆန်ကြော်နီလေးကိုပြထားပါတယ်ပစုံနဲ့ဝက်စီဘတ်နဲ့ကြော်တယ်ပေါ့နော်ဝက်စီဘတ်ကိုအစီထွက်အောင်အရင်ကြော်ပါမယ်ပြီးရင်ကြက်သွန်ပြူတပြားရိုက်နံပြီးအမြင့်သုံးမဟုတ်အခုလိုအရင်လေးတွေကိုဖြတ်ပြီးတော့ထည့်ကြော်ပါမယ်အနံလေးမှုေးသွားပြီဆိုရင်တော့ဝက်စီနဲ့ပဲပစုံလေးတွေကိုထည့်ပြီးတော့ကြက်အောင်ကြော်ပါမယ်ဇွန်ကြက်ပြီဆိုရင်တော့သူ့ကိုတတ်ဖယ်ထားပါမယ်ပြီးတဲ့ခါကျရင်တော့ခရုစီပဲငက်ပြာရီအနောက်ပဲငက်ပြာရီအကြီးနဲ့စက်သားမှုံတို့ကိုရေနွေးအပူနဲ့အရသာဆက်ပါမယ်ပြီးတော့ရင်တော့ဆောနာစီတက်ထားတဲ့ဝတ်သားစက်သွန်ပြူနဲ့နနမိတ်တွေကိုဝတ်သားပတ်လေးတွေထုတ်ပြီးတော့မှုရောင်ပြန်ကြော်ပြီးတဲ့အခါအရသာအရင်ထည့်ပါမယ်ဒါကတော့ပဲကြဆန်ပါပဲကြဆန်ကိုရေစိမ်မထားပါဘူးကြာဆန်ကြောတဲ့ခါမှာကြာဆန်ကိုပေါ့အောင်ရေစိမ်ထားခြင်းအဖြစ်ကြာဆန်နဲ့ကိုအရသာမဝင်ဘူးလို့ခံစားရတယ်ပေါ့နော်အဲကြောင့်မို့ကြာဆန်ကိုဘယ်တော့မှရေစိမ်မထားပါဘူးရေပဲဆေးပါတယ်ရေဆေးပြီးသွားရင်တော့အရသာတဲ့ကိုအရသာတမအောင်ဖြည်းဖြည်းချင်းမီအေးအေးနဲ့ကြော်ပါမယ်ဒီမှာကြာဆန်ကြောတဲ့ခါမှာလောဘကြီးလို့မရပါဘူးပဲကြာဆန်ကသူကပွားတာဖြစ်တဲ့အတွက်စကြောစကားစမှာနည်းနည်းလေးလို့ထင်ပြီးတော့အများကြီးထပ်ထဲလို့မရပါဘူးသူကတဖြည်းဖြည်းနဲ့ပွားလာတဲ့ကြာဆန်မျိုးဆိုတော့လေပြီးရင်တော့ဝက်စီဘတ်လေးဆယ်ထားတာလေးကိုထည့်ကြောပါမယ်ကြာဆန်နူးပါပြီဒီမှာစားလို့ရတဲ့အနေထားလေးရောက်ပါပြီအရသာကတော့ကိုကြိုက်တယ်လို့အပေါ့အငံမြည်ပြီးတော့ထပ်ဖြည့်လို့ရပါတယ်သူကဝက်စီရဲ့ပစုံစီရဲ့နံပင်ရဲ့အနံ့ရဲ့ကြက်သွန်ပြူရဲ့အနံ့ရဲ့ပေါင်းပြီးတော့အရသာနဲ့တင်အတော်ဆွဲဆောင်မှုရှိတဲ့ပဲကြဆန်ကြော်လေးပါ